အားလုံးမင်္ဂလာညနေခင်းပါဒီနေ့တော့အားလုံးဒီတိကျပြီးသားဖြစ်တဲ့ဘုန်းတို့အမေရိကန်မှာ Walk for Peace ဆိုပြီးတော့ဒီငြိမ်းချမ်းရေးအတွက်တနည်းအားဖြင့်ငြိမ်းချမ်းရေးကိုကမ္ဘာခေါင်းဆောင်တွေတတိပြုနိုင်ကြစေဖို့အတွက်လမ်းလျှောက်နေတဲ့ဆရာတော်တွေနဲ့ပတ်သက်တဲ့ထူးခြားမှုလေးတွေဘုန်းနည်းနည်းဆွေးနွေးပေးချင်ပါတယ်ဆိုတော့ဒါအဲ့ဒီလမ်းလျှောက်ပြီးတော့တိတ်မကြခင်မှာပဲဘုန်းတို့အဲ့ဒါလေးတင်ပေးခဲ့တယ်ပြီးတဲ့ခါကျတော့နောက်အခုကတော့အရန်ကိုအောင်မြင်တယ်အမေရိကန်တနိုင်ငံလုံးဆိုလဲလိုက်လိုက်လဲလဲနဲ့သွားသည်မြမျိုးတွေလဲလဲကြိုဆိုကြဒီရေတွေပန်းတွေလှူဒန်းကြနဲ့တော်တော်ကြီးကိုအောင်မြင်တဲ့ခီးစဉ်ဖြစ်ပါတယ်ဆိုတော့ဘာကြောင့်အောင်မြင်တာလဲလို့ဆိုတော့ရှင်းပါတယ်ကမ္ဘာသူကမ္ဘာသားတွေကငြိမ်းချမ်းရေးကိုအရန်ကိုဆာလောင်နေကြပါတယ်ကမ္ဘာသူကမ္ဘာသားတွေတန်တနေတာစစ်ပွဲတွေမဟုတ်ပါဘူးပြိပက္ခတွေမဟုတ်ပါဘူးငြိမ်းချမ်းရေးဖြစ်ပါတယ်ဆိုတော့အဲ့တော့ငြိမ်းချမ်းရေးအတွက်ဆိုရင်ကောက်ရိုးတမြင်ပဲဖြစ်တောင်းတကြတယ်လူချင်းကြတယ်အဲ့တော့ကမ္ဘာမှာကြည့်လိုက်ပါမြန်မာနိုင်ငံတကူရမဟုတ်ပါဘူးပောက်ကွဲတော့မဲ့ဒီဘူစီပေါင်းကြီးတစ်လုံးလိုမျိုးထပ်ပြီးတော့အချိန်မရွေးလောင်ကျွမ်းတော့မဲ့ဒီမီးတောက်ကြီးတစ်ခုလိုမျိုးအင်မတန်အနေများတဲ့အခြေအနေနဲ့ကမ္ဘာကြီးကရင်ဆိုင်နေရတာဖြစ်ပါတယ်ဆိုတော့ကမ္ဘာသူကမ္ဘာသားတွေကငြိမ်းချမ်းရေးကိုအရန်လိုချင်ကြတယ်အဲ့ဒီမှာအထူးသဖြင့်တော့အမေရိကန်သားတွေပေါ့လေဘာကြောင့်လဲဆိုတော့အခုကမ္ဘာမှာဒီအဓိကတိုင်းပြည်နှစ်ခုဖြစ်တဲ့တရုတ်ကလည်းတိုက်မယ်ခိုက်မယ်သိမ့်မယ်ပိုက်မယ်အမေရိကန်ကလည်းတိုက်မယ်ခိုက်မယ်သိမ့်ပိုက်မယ်ဆိုတော့တကယ်ဖြစ်နေကြတော့အမေရိကန်ပြည်သူတွေနဲ့တကွာမြန်မာပြည်သူပြည်သားတွေကမ္ဘာသူကမ္ဘာသားတွေလိုချင်ကြတာငြိမ်းချမ်းရေးဖြစ်ပါတယ်စစ်ပွဲတွေမဟုတ်ပါဘူးဆိုတော့အဲ့တော့ဒီငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ချက်မှန်သမျှကိုလူချင်းကြတာမမောကြတာနှစ်သက်ကြတာအင်မတန်ကိုသဘာဝကျပါတယ်ဘာလို့ဆိုငြိမ်းချမ်းတဲ့ကဘာကြီးဖြစ်နေတာ哦အဲ့တော့အဲ့ဒီငြိမ်းချမ်းရေးလမ်းလျှောက်ပွဲမှာဘုန်းတို့ဒီထူးခြားမှုလေးတွေကတော့အများကြီးရှိတယ်ပေါ့လေဒါပထမဆုံးနံပါတ်1ထူးခြားမှုကတော့ဒါအာလောကလေးပေါ့ခွေးလေးပေါ့ peace dog လို့ခေါ်ကြတယ်ဒီခွေးလေးကတော့အိန္ဒိယမှာဒီဆရာတော်တွေလမ်းလျှောက်တော့လမ်းဘေးခွေးလေးနေနဲ့လိုက်လာပြီးတော့အမေရိကန်ထိပါလာတယ်ပြောစရာကိုမလိုတော့အောင်ဒီခွေးလေးကလည်းကမ္ဘာအချစ်တော်လေးဖြစ်နေတယ်နောက်ပြီးတော့ဒီဝမ်းနဲ့ဆရာကောင်းတဲ့ထူးခြားမှုဖြစ်ပျက်တွေကတော့ဆရာတော်တစ်ပါးဆိုရင်အဲ့ထက်မှာကမ္ဘောဒီးယားဆရာတော်တစ်ပါးဆိုရင်ကားတိုက်ပြီးတော့6ရောက်ပါဆုံးရှုံးလိုက်ရတယ်ငြိမ်းချမ်းရေးအတွက်လမ်းလျှောက်ရင်းသူ့ကိုပေးဆက်မှုပေါ့နော်နောက်ပြီးတော့ဟိုနေ့ကတော့ထူးထူးခြားခြားပေါ့လေသူကခရီးယန်ရဲ့အတိုင်းဝိုင်းကိုတော့ကိုစားမပြုတ်ပါဘူးအမေရိကန်နိုင်ငံရဲ့လူတွေကိုလည်းကိုစားမပြုတ်ပါဘူးဂျော်ဂျီယာပြည်နယ်ရောက်တော့ဒီဆရာတော်တွေကဂျော်ဂျီယာပြည်နယ်ရောက်တော့အဲ့ဒီမှာ Baptist Church လို့ခေါ်တဲ့ဒီ church ကျောင်းတစ်ခုကနေပြီးထွက်ပြီးတော့သူတို့ကဒီသံဃာတော်တွေကိုဆန္ဒပြတယ်ဆိုတော့သံဃာတော်တွေကဘာသာရေးဆောင်ရွက်ကြတာမဟုတ်ဘူးဗုဒ္ဓဘာသာသံဃာတွေပေမဲ့ရုပ်စွာအဆုံးသူသာသနာအလံတော်မကင် Walk for Peace ဆိုပြီးတော့ဒီငြိမ်းချမ်းရေးအလံလေးပဲသူတို့ကင်ပြီးတော့ဘာသာရေးလုံးဝမပါတဲ့ငြိမ်းချမ်းရေးသီးသန့်သူတို့လမ်းလျှောက်နေကြတာဒါပေမဲ့အဲ့ဒီအစွန်းရောက်တဲ့ church ကတော့သူတို့ကဘာသာရေးအမြင်နဲ့ကန့်ကွက်တာပေါ့လေ။ဘာကြောင့်လဲလို့ဆိုတော့သူတို့ရေးထားတာကတော့ဗုဒ္ဓဘာသာကသူတို့အော်နေတာလဲဘုံတို့ကြားရတယ်ပေါ့လေ။ဗုဒ္ဓဒီဖန်ဆင်းရှင်ကိုညှင်းပယ်လို့ပေါ့။ဒါကကိုယ်ယုံကြည်ချက်နဲ့ကိုယ်ပဲ။ဒါမှဒါအခုဒီလမ်းလျှောက်တဲ့ဖြစ်စဉ်တွေတော့မဆိုင်ဘူး။ဘာသာရေးအနေနဲ့ကြည့်ရင်လဲကိုယ်ယုံကြည်ချက်နဲ့ကိုယ်ပဲ။သူတို့ဖန်ဆင်းရှင်ကိုယုံကြည်ကြတယ်ဗုဒ္ဓဘာသာလက်မခံဘူး။ဒါအပြစ်မှမဟုတ်တာ။သူတို့ဖန်ဆင်းခြင်းကိုလက်ခံတာလည်းအပြစ်တင်စရာအကြောင်းမရှိပါဒါသူယုံကြည်ချက်နဲ့သူပါပဲအဲ့တော့ဗုဒ္ဓဘာသာကရန်တော်တွေကဘာသာရေးနဲ့မသက်ဆိုင်ပဲငြိမ်းချမ်းရေးတက်တက်လမ်းလျှောက်တယ်သူတို့ကဘာသာရေးအမြင်နဲ့ကန့်ကွက်တယ်ဒါပေမဲ့သူတို့မအောင်မြင်ပါဘူးကြာရှုံးပါတယ်ဆိုတော့အဲ့ဒီမှာအရန်ကိုချီးကျူးစရာကောင်းတာကတော့ပြောစရာမလိုတော့အောင်ဒီဗဒ္ဒနာပညာကာရပေါ့လေဒီဗီယက်နမ်ရဟန်းတော်အရန်တော်တယ်ပြောစရာမလိုတော့အောင်အရန်တော်တယ်အဖက်ကပြေဆုံးတယ်ဆိုတော့လမ်းလျှောက်ယုံမဲဆိုရင်တော့မှချီကျူးစရာကောင်းတဲ့အနေအထားမှာဒီဆရာတော်ကအရေးချင်းနဲ့လည်းပြည့်စုံတယ်အင်္ဂလိပ်စာလည်းပြောစရာမလိုပြီးတဲ့အခါအဲ့ဒီမှာသူပေးသွားတဲ့ message တွေသူပေးသွားတဲ့ဒီကဘာနဲ့ပတ်သက်တဲ့စကားလက်ဆောင်တွေနောက်ဝိပဿနာနဲ့ပတ်သက်တဲ့ဒီအခြေခံလေးတွေအရင်ကောင်းတယ်အဲ့ဒါတွေကိုအားလုံးကလက်ခံကြတယ်ခုနဒီသူတို့ဆန္ဒပြတဲ့ protest လုပ်တဲ့ပွဲမှာလည်းဆရာတော်ကဒီမှာပြောမဲ့လို့မှာသူတို့ကပြောလို့မရနောက်ကအော်တာအတန်ချက်ဆက်တွေနဲ့အော်တော့အဲ့ဒီမှာအာလောကလေးကတော့လှည့်ဟောင်းနေပေါ့လေဆရာတော်ကတော့ပြောတာရှင်းလေးပါဒီ
အတ္တနာမေဝမြတ်စွာဘုရားရဲ့စကားတော်နဲ့ဆိုအတ္တနာမေဝပထမပတိရူပေနိဝေတိလောကမှာဟိုကိုအရင်ပြင်ရမယ်သူတို့ဘယ်သူမှပြင်ဖို့မကြိုးစားဘူးကိုပြင်ဖို့ပဲတကယ်တမ်းအကြီးမားဆုံးယံသူကကိုယ်တိုင်ပဲတခြားအပြင်မှာမရှိဘူးဆိုတော့ဒါလေးပြောတာအရန်ကောင်းတယ်လာကြတဲ့လူလည်းအရန်ကြိုက်ကြတယ်နှစ်သက်ကြတယ်သူတို့အားလုံးဒီအများစုကဘုန်းတို့ထင်တယ်90%ခရစ်ယာန်တွေပဲဒါပေမဲ့သူတို့ဘာသာရေးအနေနဲ့ဝန်ရံကြတာမဟုတ်ဘူးလေငင်းချမ်းရေးကိုစာလောင်ကြတဲ့လူတွေအနေနဲ့သူတို့ဝန်ရံကြတာအဲ့တော့စကားလက်ဆောင်တွေနဲ့ဘုန်းတို့လည်းပြောချင်တာပါလဲလို့ဆိုတော့မငြိမ်းချမ်းတဲ့နေရာမှာနေဘူးမှငြိမ်းချမ်းခြင်းရဲ့အရာတာကိုနားလည်တာပါမငြိမ်းချမ်းတဲ့နေရာမှာနေရတဲ့သူတွေမှာအဲ့ဒီမငြိမ်းချမ်းခြင်းရဲ့ဒုက္ခတွေကိုကိုယ်ရလက်တွေသိတာဖြစ်ပါတယ်ဒါကြောင့်မငြိမ်းချမ်းခြင်းကိုမတောင့်တကြပါနဲ့ငြိမ်းချမ်းလေးပဲငြိမ်းချမ်းရေးကိုပဲတောင်းဆိုကြပါငြိမ်းချမ်းရေးအတွက်ပဲကြိုးစားကြပါလို့ဘုန်းတို့တော့တိုက်တွန်းလို့ဆိုပါတယ်နောက်တစ်ချက်ကတော့နောက်ဆုံးအနေနဲ့ကတော့ဒီနေရာမှာဆရာတော်အရှင်ပညာကာရဟိုထေရဝါဒရန်တော်ပါပဲเนาะအဲ့မှာထူးဆန်းတာတခုကဘာလဲဆိုတော့ဘုန်းတို့ကဒီနိုင်ငံဒီထိုင်းနိုင်ငံမာချူလာမှာတက်ဖူးတယ်မာချူလာမှာလာတက်တဲ့ဘီယန်နန်ရန်တော်အများစုဒီမာယာနာတွေအလိုသိမှာပေါ့တရုတ်ဖုန်းကြီးတွေလိုမာယာနာတွေဒါပေမဲ့ဒီရန်တော်ကြတော့တော်တော်ထူးထူးဆန်းဆန်းထေရဝါဒလည်းဖြစ်တယ်ပြီးတော့ဒီပန့်တကူသင်္ကန်းတော်ဝတ်တဲ့ဟိုပန့်တကူတူတင်ဆောင်ထားတဲ့ဆရာတော်ဖြစ်တယ်ဆိုတော့ဒီဆရာတော်ကတော့ချီကျူးလို့မဆုံးနိုင်အောင်ပါပဲအင်မတန်အော်ဆရာကောင်းတယ်အင်မတန်လည်းလေးစားပါတယ်တန်ဖိုးထားပါတယ်ဒါကြောင့်အားလုံးငြိမ်းချမ်းရေးကိုတန်ဖိုးထားကြပါငြိမ်းချမ်းခြင်းကိုပဲဥတည်ကြပါကဘာကြီးဟာငြိမ်းချမ်းမှုလိုအပ်နေပါပြီဟိုတဖြည်းဖြည်းနဲ့တော့ကဘာကြီးကတော့ဒီပူလောင်လာတာပေါ့လေမြတ်စွာဘုရားရဲ့တရားတော်ရာဆိုနောက်ဆုံးဟိုအသက်တန်းတွေတအားနေလာပြီးတော့စုတ်ကတ်ကာလရောက်လာပြီးနောက်ဆုံးကဘာရဲ့စစ်ပွဲက9ရက်ပဲကြာလိမ့်မယ်တိနံတက်တံဂေတောအညမဉ္ဇဇီဝိတံဝရပေတိဆိုသလိုပဲအင်မတန်တူတောင်းပြီးတော့အကုသိုလ်တွေများလာတဲ့ကာလရောက်ရင်တဲ့လူတွေကအင်မတန်အစွမ်းထက်တဲ့လက်နက်တွေဒါအခုခေတ်ဆိုအနုပြလက်နက်ဒါမြတ်စွာဘုရားကြိုသိနေတာပေါ့နော်အလက်နက်တွေကင်ပြီးတယောက်တည်းတိုက်ကြဖြတ်ကြလိမ့်မယ်တဲ့အဲ့လိုတိုက်ကြဖြတ်ကြတဲ့ကဘာကြီးရဲ့နောက်ဆုံးစစ်ပွဲက9ရက်ပဲကြာမယ်တဲ့ဆိုတော့ဒါမြတ်စွာဘုရားဟောထားတာရှိပါတယ်အဲ့ဒါကြောင့်ဟိုအဲ့ဒီလိုမျိုးကဘာဖြစ်အောင်လုပ်တဲ့အထဲမှာငြိမ်းချမ်းရေးပြတ်အောင်လုပ်တဲ့အထဲမှာကိုမပအောင်ကြိုးစားနေထိုင်နိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်ကျမ်းမာချမ်းသာပါစေ